အားလုံးပဲမင်္ဂလာပါဒါတော့ကျမတို့ဘူဆန်ကအတ်မြူဇီယမ်ကိုတာခဲ့တာပါသူတို့ပြထားတဲ့နုပညာလက်ရာတွေကတကယ်အစ်စ်လို့ထင်ရလောက်အောင်ကိုအရန်ကိုပြောင်းမြောက်ပြီးတော့တအားကိုတော်ပါတယ်ဒီမိုးချင်းတဲ့ဥစ္စာဆိုလို့ရှိရင်လည်းကျမအမအခန်းတော့ဝင်ပြီးကြည့်နေတော့ဆိုတကယ်အစ်စ်လို့ခံစားမိလောက်ထိပြောင်းမြောက်တဲ့လက်ရာတစ်ခုလည်းဖြစ်ပါတယ်ဒီမှာဆိုရင်ဓာတ်ပုံရိုက်နေတဲ့သူရလည်းအများကြီးပဲပြကန်းကိုလာကြည့်တဲ့သူတွေကလည်းတကယ်အများကြီးပါပဲဒီမှာရှိတဲ့အခန်းတစ်ခန်းချင်းစီတိုင်းကဝင်လိုက်တိုင်းမှာတကယ်အငွေ့အသက်ကိုခံစားရစေပါတယ်ဒီမှာဆိုရင်ကျမဓာတ်ပုံရိုက်ဖို့စောင့်နေတာပါအရှိမကလေးမလေးတောက်ကဓာတ်ပုံဝင်ရိုက်နေရတဲ့ဒီနောက်မှာဓာတ်ပုံတော့ကောင်းကောင်းမရိုက်ခဲ့ရပါဘူးသူကကလေးလေးလန့်သွားတော့ကြည့်ပြောတော့ကြာနေရပါကျမဓာတ်ပုံရိုက်ဖို့ဒီကလေးမလေးကိုစောင့်နေရသူကမပြီးတော့တာနဲ့ကျမလည်းစိတ်မရှိလို့ဓာတ်ပုံမရိုက်ခဲ့ပါဘူးဒါတော့တကယ်ရေလိုင်းနေကြတော့ရောက်သွားတယ်လို့မျိုးခံစားရပြီးအခါတကယ်အေးစိမ်နေတယ်လုံးဝမိုက်တယ်လေးတွေလည်းတိုက်တယ်စီလိုင်းနေဆိုတော့ဘယ်လိုမျိုးလဲတကယ်ပင်လည်းပြင်းတဲ့ရောက်သွားတယ်လို့ခံစားရတဲ့နေရာလေးပါဒါကြောင့်လေဒီပင်လေပေါ့နော်ပင်လေမှာအမဝေးလာငါလားလက်ပိုင်လားထွက်လာတယ်အဲ့လိုပုံစံမျိုးလေးလုပ်ထားတာပါဒီရဲ့ခံစားချက်ကတော့ကျမတို့ကပင်လယ်ရဲ့အလေကောင်လို့ရောက်သွားတဲ့ခံစားချက်မျိုးပါကျမကျတော့ပင်လယ်ကန်ဆတ်မှာနေတဲ့ခံစားချက်မျိုးခံစားပါတယ်ဝါအဲ့ဒါဒီဘယ်လိုပုံစံမျိုးကောင်းလဲဒါတော့တောထဲကိုရောက်သွားတာပါကျမကြားနဲ့လည်းတွေ့ခဲ့တယ်ဆင်းနဲ့လည်းတွေ့ခဲ့ရပေါ့နော်ကျမဆင်းရလို့ကြည့်ဒါလေတကယ်ကိုနင်းစပန်ခင်းနဲ့ရောက်သွားတယ်လို့ပဲအနက်အစာလေးမွေးညာပဲကျမဘာလို့လုပ်ပြီးတော့ချာဒါတော့ဒီတော့ပုံမှာလောင်းအောင်ရေးထားတယ်လို့ပါတယ်ဒါတော့နောက်ဆုံးအခန်းမှာကိုရနာမည်အလားနဲ့ခီးသွားနေရတယ်လို့ပြောပြပေးထားပါတယ်ပြီးတော့သူတို့ကို create လုပ်ထားရလဲရှိပါတယ်ရှင်ဒီနောက်ဆုံးခန်းကတော့အလားဆုံးနဲ့လူတွေအကြိုက်ဆုံးအခန်းမှာပဲရှင်ဒါကတော့ကျမအပေါ်ကနေရိုက်ထားတာပါ번갈아가면서 30분 동안 나오나 봐요. 아까 그거 봤으니까 영상으로 보고 맞아. 저 기도 안에 아야 자로 좀 하면 뒤로만 벼벼 비야가노 담아봐요. 다로 좀 아시마 대사 베개를 부산 마시래 감천 마우베 펴바르시. असाउंड ठीक बेदारो आलू तेजी तुम्हारे शी के बसोइनो बसंगा तारे माचुने तमे